မလားတမင်းစားနေဟုတ်တယ်မနနဝင်းဟာတော့မယ်လေးလားလေနော်ခွေးကြည့်အောင်မနနဝင်းခွေးကြည့်အောင်စားစားပေါ့တော့ရေးကြည့်လို့ထမရောက်လိမ့်မလားတမင်းစားနေတမင်းစားနေလာမအောင်ရှင်တမင်းငါစုပ်ကြီးလို့တွေ့ချင်လို့အိုးဘာဖြစ်လဲညီမလေးပြင်မမတပွင့်ရတဲ့ချိန်ကျလှလှလေးရိုက်ပေးမလားညီမလေးလားအမသိတယ်အမသိရဲ့ဘာမှလည်းမပြောဟုတ်တယ်ဒီဟာညီမအတွက် surprise လေးလုပ်ပြလိုက်တာပါရှင်ဟုတ်မွေးနေ့မှာတတိတရာလေးနဲ့မမတို့သိညာဟုတ်သိရမြင်းနှုတ်ခါကြတော့ဒီနေ့မှာဘယ်လိုဖြစ်သွားဒါတော့တာဗောပြောတာဗောကျွန်မဘာမှလည်းမပြောဟုတ်တယ်ဒီမှာပါရှင်ညီမလေးအတွက်โอเคဘာဟင်းနဲ့တမင်းစားနေကြရတော့မိသားစုမိုဟင်းနဲ့ဟုတ်ကဲ့ဦးဟုတ်ညီမလေးရဲ့28နှစ်ပြည့်မွေးနေ့လေးမှာညီမလေးနွယ်နွယ်ဝင်လေးကိုအခုလိုမျိုးလေး surprise တွေလုပ်ပေးတာပါရှင်ဘာမှကိုပြောမထားဘူးပြောဘာမှမပြောဘူးတို့တမင်းစားနေရဘာမှမသိဘူးတမင်းစားနေရဘာမှမသိဘူးဟုတ်တယ်မပြောဘဲလာတာဟုတ်မပြောဘဲလာတာမပြောဘဲလောက်တာဟုတ်တယ်ကြီးတို့ဖောင်းလည်းမပြောရသေးဘူးဒီနေ့28နှစ်ပြည့်မွေးနေ့လေးမှာဒီကညီမလေးမွေးနေ့မှာသုံးချင်တာသုံးဖို့ငွေသား320ရန်ပန်းစည်းနဲ့ဟုတ်အခုလိုမျိုးလေးညီမလေးစင်ပေးလိုက်တာပါ Happy birthday ပါမွေးနေ့မှာစပြီးတော့လေနောက်နှစ်ပေါင်းများစွာထိပျော်ရွှင်ပါစေနော်ချစ်တဲ့မိသားစုဘဝလေးကိုလည်းအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေအများကြီးလုံးမပေးနိုင်လို့တောင်းပန်ပါတယ်နော်နောက်အများကြီးပို့ဘယ်လိုမြတ်သူရလဲကျမရေးကိုလည်းဂယူးဆိုင်ပါနေကောင်းအောင်လည်းနေပါနော်ခလေးစန္နာလေးလည်းလျှော့ပါတဲ့အရင်ချစ်ပါတယ်မိမရေးဟုတ်ကဲ့အခုလိုမျိုးလေးကောင်းလေးအောင်ဖြစ်ကုန်ပါကြီးအမျိုးသားနေပြီးတော့အခုလိုမျိုးလေးစင်ပြလိုက်တာပါရှင်မွေးနေ့မှာဟုတ်ကဲ့အများကြီးရှိပါတယ်လို့အများကြီးရှိပါတယ်မညော်လင့်တာဘူးတုံနေဟုတ်တယ်ဘာမှမြင်လိုက်တာတည်ရမြင်ဘူးရလေဟုတ်လိုင်းပေါ်မှာမြင်ဘူးတော့ဟုတ်လိုင်းပေါ်မြင်ဘူးသူဘာမှမပြောဘူးစောနာတော့သူများကိုဖုန်းလိုင်းဖွင့်မအောင်နဲ့အဲ့လိုလေးပဲပြောခိုင်းတာလိုင်းဖွင့်ထားအကျန်တာဘာစကားမှမပြောမသွားဘူးဟုတ်အခုဆိုရင်28နှစ်ပြည့်မွေးနေ့လေးမှာဒါပထမဦးဆုံးအကြိမ် surprise ရကြမှာဟုတ်ဒါပထမဦးဆုံးအရင်တော့ကြောက်လိုင်းပေါ်မှာကြည့်ရဲ့ခန်းစားခြင်းနဲ့အခုကိုယ်တိုင်ခန်းစားခြင်းနဲ့ဘယ်လိုဖြစ်လို့အခုဒါတုံတာပေါ့သူလည်းမတင်မဲ့တာဘူးအစမထုတ်ရသေးဘူးလို့ပဲပြောတာဟုတ်တယ်အစထုတ်ပြီလို့လည်းမပြောဘူးဟုတ်ဒီကနေပြီးတော့တို့ပြန်ပြောပြပါဘာပြန်ပြောလိုက်အောင်မလဲဟုတ်လင်းလင်းမမနေပါလို့ရှိပါရဲ့လို့ကိုကျမ်းမကြီးကိုလည်းဂရုစိုက်ပါလို့ဟုတ်ညာလေးဟုတ်သူကတောင်မဲ့ရွာကျမဒီရွာအော်ဟုတ်ရွာနဲ့ရွာရဲ့လမ်းခုလက်တနေရာမှာတွေ့ကြလားဟုတ်ကဲ့ကိုကြာပြီသူကဘာမှလည်းမပြောတော့ကြောင်းခုနကလိုင်းဖွင့်မအောင်နဲ့အဲ့လိုသူတို့ရွာကတော့လန့်ပြောတယ်အားလေးပဲပြောကျန်တာဘာမှမပြောဟုတ်ကျေးဇူးတင်လို့တော့အရင်ချစ်တာပဲဘယ်လိုမြတ်သူရလဲ